အားလုံးကိုမင်္ဂလာပါဒီလိုအပြန်လန်ခွန်အားယူခွင့်ရတဲ့အတွက်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့ညီကိုမောင်နှမတွေကိုဗစ်အဖြစ်အလွန်မတန်မှဒီကိုဗစ်ယောဂအဖြစ်ခံစားနေရတဲ့အရာတွေသေဆုံးနေတဲ့အရာတွေကျမတို့တွေ့မြင်ရတဲ့အချိန်လွန်မတန်မှဝမ်းနည်းရပါတယ်ကျမတို့အမြဲတမ်းတတိယပြီးတော့ကျမတို့ဆုတောင်းကူနေပါတယ်ဖခင်သခင်ဟာလွတ်မြောက်ခြင်းအခွင့်ကိုပြင်ဆင်ထားပါတယ်ဒါကြောင့်မလို့ကျမတို့ဖះဘယ်တော့မှနောက်မကြပါဘူးကျမတို့လူသားတွေအနေနဲ့ကြည့်ရင်နောက်ကြတယ်လို့ချင်တာနောက်မကြပါဘူးသူ့အချိန်တန်တဲ့အချိန်မှာဖះကအမြဲအလုပ်လုပ်တယ်ဆိုတာအပိချင်တယ်ဒီနေ့တည်တနာကျမ်းထဲမှာတဲ့နေအောက်မှာဖြစ်တတ်တဲ့အရာဟာဘာမှမတည်မြဲပါဘူးတဲ့မွေးဖွားတဲ့အချိန်ရှိတယ်သေဆုံးတဲ့အချိန်ရှိတယ်ငိုရတဲ့အချိန်ရှိတယ်ရည်ရတဲ့အချိန်ရှိတယ်ဒီလိုပဲဒီနေ့ကိုဗစ်ဟာလည်းအခုချိန်မှာကျမတို့ခံစားနေရပေမဲ့သင်ဟာအခုချိန်မှာကိုဗစ်အဖြစ်ခံစားရပေမဲ့သင်လွတ်မြောက်တဲ့အချိန်လည်းဖះသခင်ကပြင်ဆင်ထားပါတယ်တဲ့ကျမတို့ကိုဖះသခင်ကမခံနိုင်တဲ့စုံစမ်းနှောက်ယှက်ခြင်းကိုဘယ်တော့မှမပေးဘူးတဲ့ဘုရားသခင်ကသစ္စာနဲ့ပြည့်စုံတဲ့အတိုင်းကျမတို့တို့လွတ်မြောက်ရလမ်းကိုလည်းပြင်ဆင်ပြီးသားဖြစ်တယ်ဆိုတာနှုတ်ကပတ်တော်အဖြစ်တွေ့ရတယ်ဒါကြောင့်လောကကြီးမှာတည်မြဲတဲ့အရာတစ်ခုတည်းပဲရှိတယ်ဘုရားရဲ့နှုတ်ကပတ်တော်ကပဲတည်မြဲတာဖြစ်တယ်ဒီကိုဗစ်အချိန်တန်ရင်ပျောက်သွားမယ့်အရာဖြစ်တယ်ဆိုတာတွေ့ရတာဖြစ်တယ်အဲ့တော့ကျမအနေနဲ့ကိုဗစ်အတွေ့အကြုံနဲ့ပတ်သက်ပြီးအနည်းငယ်ဝင်ကချင်းနဲ့လွန်ခဲ့တဲ့နှစ်ဒီ၈လပိုင်းမှာဒီကိုဗစ်ဒုတိယလိုင်းမှာကျမတို့ဇနီးမောင်နှံကိုဗစ်အကြီးကျယ်ခံစားခဲ့ရပါတယ်ဖြစ်ချင်းမှာအရန်ကိုစိတ်ညစ်ခဲ့တယ်စိတ်ညစ်ပြီးမှတရက်ဆိုရင်ဘလို့ဖြစ်ခဲ့လဲဆိုရင်တော့ကျမကဒီလိုလဲရင်တန်လန်းနဲ့ဟာကိုဗစ်ဆိုပြီးမှအဲ့လိုဝင်းနဲ့ဟာခေါင်းတွေကိုက်တယ်လို့ပဲကိုခန္ဓာတွေနာကျင်တယ်လို့ပဲဆိုအဲ့ဒါလို့စိတ်သက်နည်းနည်းလေးကြလိုက်တာနဲ့အဲ့လိုနည်းနည်းကြောက်စိတ်ဝင်တာနဲ့တခါတည်းကိုခန္ဓာတစ်ခုလုံးကိုဘလို့ဖြစ်လဲဆိုတော့လက်ကစက်ကူကိုယူပြီးမှဒီလိုမွားထည့်လိုက်တယ်လို့ပဲကိုခန္ဓာကိုအဲ့ဒီကိုဗစ်ပိုးကတခါတည်းဒီလိုဆွဲလိုက်တယ်လို့အဲ့ဒါလိုခံစားရတယ်အသက်ထွက်ခါနီးဖြစ်သွားတယ်အသက်ထွက်ခါနီးဖြစ်သွားတဲ့အချိန်မှာကျမတတိပြန်ဝင်လာတယ်တတိဝင်လာမှချက်ချင်းထပြီးမှဟာငါတေလို့မရသေးဘူးကလေးနှစ်ယောက်ရှိသေးတယ်ဆိုမှကျမချက်ချင်းထပြီးမှအဲ့နဲ့လှုပ်ရှားပြီးမှအိမ်မှုကိစ္စတွေကိုလုပ်တယ်ဒီလိုနဲ့ကျမတို့ဇနီးမောင်နှံနှစ်ယောက်လုံးဒီဆေးရုံသွားစစ်တဲ့အချိန်မှာ positive ဖြစ်တယ်လို့ပြောတဲ့အချိန်ခါမှာဆိုတော့ကျမတို့ကိုဒီဆီယာဝန်ကကျမတို့ကိုရွေးချယ်ခွင့်ပေးတဲ့ဆေးရုံမှာကျမတို့ညောက်သွားစစ်တဲ့အချိန်ခါမှာဆေးရုံမှာစစ်မလားအိမ်မှာပဲနေမလား quarantine 14ရက်အိမ်ကနေပဲဒီလိုကိုအဆင်ပြေအောင်နေမလားလို့ပြောတော့ကျမကကိုဗစ်ဆက်ဆက်ချင်းဖြစ်ကြတဲ့နဲ့ကျမအရန်ဆူတောင်းခဲ့တယ်ဆေးရုံမှာတကယ်လို့တစ်ခုခုဖြစ်ရင်တောင်မှဆေးရုံမှာကျမမသွားချင်ဘူးကလေးတွေနဲ့ခွဲပြီးမနေချင်ဘူးကလေးတွေကိုလည်းကျမကိုဗစ်ဖြစ်ရင်လည်းကျမလက်နဲ့ပြုစုချင်တယ်ဆေးရုံကိုပို့လိုက်ရင်ဆေးရုံကဘယ်လိုလဲသူတို့ကသူ့အချိန်နဲ့သူထမင်းစားတော့သူတို့ကကလေးဆိုတော့စားချင်တဲ့ချိန်စားမယ်မစားချင်တဲ့ချိန်မစားအဲ့မျိုးဆိုတော့ကိုမမြင်တဲ့အချိန်မှာဘယ်လိုပြုစုမလဲဆိုတော့ကျမအရန်စိုးရိမ်တာဒါကြောင့်မလို့ကျမအဆုံးဖြတ်ပြီးသားဖြစ်တယ်ကလေးတစ်ခုခုဖြစ်တောင်မှကျမလက်မှာပဲကျမပြုစုမယ်ဆိုပြီးမှအဲ့ဒါကြောင့်မလို့ကျမအဲ့လိုဆူတောင်းခဲ့ချိန်မှာတကယ်ပဲကျမတို့ကိုဗစ်ဖြစ်လာတော့ဒုတိယလိုင်းမှာလာဖြစ်တဲ့အချိန်မှာဆရာဝန်ကအဲ့ဒီရွေးချယ်ခွင့်ကိုပေးခဲ့တယ်ဖះရှင်နာမဘုံကြည်ပါစေကျမတကယ်ကြောက်ခဲ့တဲ့အရာကလည်းလွတ်မြောက်သွားတယ်ဖះသခင်ကတကယ်တိတယ်ကျမတို့ရဲ့အသက်တာမှာလိုအပ်ချက်ကိုတိတယ်ဒါကြောင့်မလို့ကျမတို့ကဘာလို့လဲဆိုအိမ်မာနေဖို့အတွက်ရွေးချယ်လိုက်တယ်အိမ်မာနေဖို့အတွက်ရွေးချယ်လိုက်တဲ့အချိန်မှာကျတော့အိမ်မာပဲကျမတို့ကအဲ့ဒီလိုကိုဟာကိုအရန်စူးစားပြီးမှဒီငရုတ်သီးလေးတွေထောင်းတယ်အခါသီးလေးတွေထောင်းတယ်ဒီအဲ့လိုမျိုးနဲ့ထမင်းပဲချက်ပြီးမှစားခဲ့တယ်ကျမတို့စံပြုတ်လည်းမစားဘူးဘာဖြစ်လို့ဆိုအားရှိချင်လို့ပြီးတော့ကျမတို့အရင်အန်ချင်တယ်ဒီအထီးထီရောက်လာတယ်နည်းနည်းလေးတောင်ထွက်တယ်ဒါပေမဲ့ဒါကိုထွေးထုတ်လိုက်ရင်အန်တော့မယ်ဆိုတာသိတယ်အန်ပြီးဆိုရင်ဆက်တိုက်the reset အန်တော့မယ်ဆိုတာသိနေတယ်ဒါကြောင့်မလို့ကိုဗစ်လက္ခဏာကဒီလိုတွေဖြစ်တဲ့ဆိုတာတခါတည်းမျိုးချပြီးမှအရင်စူးစားပြီးမှမထွက်အောင်နေလိုက်တယ်ဒီလိုပဲကိုဗစ်ဖြစ်တယ်ဆိုတော့ဝန်းကအကြီးကျယ်သွားတယ်အဲ့ဒါနဲ့အရန်ထိန်းထားတဲ့ဝန်းမသွားအောင်ဘလောက်ပဲသွားချင်ပေမဲ့လည်းမသွားအောင်တခါသွားပြီဆိုရင်တော့ဆက်တိုက်သွားဖြစ်တော့မယ်ဆိုပြီးမှအရန်စူးစားပြီးမှဒီလိုထိန်းခဲ့တယ်ဒီလိုထိန်းပြီးမှကလေးနှစ်ယောက်နဲ့ဆိုရင်လည်းကျမတို့ကတခါမှခွဲအိတ်တာမဟုတ်ဘူးဒါပေမဲ့ဒီလိုကိုဗစ်ဖြစ်လာပြီဆိုတော့ကျမတို့ကမခွဲအိတ်လို့မရတော့အဲ့တော့ကျမတို့ကလေးနှစ်ယောက်ကိုတက်တခါမှာကျမတို့ဇနီးမောင်နှံကတက်တခါမှာအဲ့လိုမျိုးဖြစ်တဲ့အချိန်ခါမှာညမှာဆိုရင်တအားအဲ့ဒီချိန်မှာဘဝရဲ့တင်ခန်းစာတွေကိုကျမတို့တင်ယူခဲ့ရတယ်ကလေးနှစ်ယောက်ကကတင်ပေါ်မှာကျမတို့ညအိတ်ချိန်ဆိုကျမတို့ဇနီးမောင်နှံကတကပောက်ကနေဆူတောင်းပေးတယ်ကလေးနှစ်ယောက်ကိုမစိုးရိမ်နဲ့နော်အဖေနဲ့အမေကတက်တာလာမယ်အခုကကိုဗစ်ဖြစ်ပေမဲ့မလိုဘူးဒါပေမဲ့သမီးတို့အပေါ်မှာမကူအောင်ဒီလိုအိတ်ခိုင်းတာဘာမှဖြစ်ဘူးဖခင်သမီးတို့နဲ့အတူရှိတယ်ဘာမှမကြောက်နဲ့ဆိုပြီးမှဆူတောင်းတယ်
သူတို့နှစ်ယောက်စီမှာလည်းမကူဖို့အတွက်ကျမတို့အရန်ဆူတောင်းတယ်တကပောက်ကနဲ့ကျမတို့ဇနီးမောင်နှံကရက်ပြီးဆူတောင်းတယ်သူသမီးနှစ်ယောက်ကအိယာဘွားနဲ့ငိုးပြီးဆူတောင်းတယ်ဘာလို့ဆိုအဖေမေနဲ့ခွဲမအိတ်ဘူးတော့ဒီလိုနဲ့အရန်နာကျင်ခဲ့ရတယ်ကျမတို့မိသားစုတွေလည်းဒါပေမဲ့ဖခင်သခင်ဟာကောင်းမြတ်ပါတယ်ကျမတို့ကိုတကယ်ပဲလွတ်မြောက်ခြင်းအခွင့်ကိုပေးခဲ့တယ်အဓိကတော့ကျမတို့ကိုဗစ်ကစိတ်တက်ပိုင်းပဲဖြစ်တာဖြစ်တယ်စိတ်တက်ကိုတင်းထားကြပါဒီအရာဖြစ်လိုက်ပြီဆိုတာနဲ့စိတ်တက်မကြလိုက်နဲ့အောင်မြင်နိုင်တဲ့ဒီအရာဘာမှမဟုတ်ဘူးကြော်လွားနိုင်တယ်ဆိုတဲ့အရာစိတ်တက်ကိုထားပါအောင်မြင်ခြင်းခွင့်ရှိပါတယ်ဆိုတာအပိချင်နဲ့ဒါကြောင့်မလို့ကျမတို့ဒီကိုဗစ်ဖြစ်ပြီဆိုရင်တခုရတယ်ပါဆိုဖုန်းကိုလုံးဝကြည့်လို့မရဘူးဖုန်းကြည့်ပြီဆိုရင်တော့အဲ့ဒါကအကျအားကုန်တာဖြစ်တယ်ဒါကြောင့်ဖုန်းတွေလည်းမကြည့်ကြပါနဲ့အဲ့ဒီချိန်မှာဆိုကောင်းကောင်းအနားယူရမယ်ရေတွေများများတောက်ရမယ်ရေနွေးတွေတောက်ရမယ်ပြီးတော့ထမင်းစားအားရှိအောင်ပြီးတော့မစားနိုင်ဘူးဆိုငရုတ်တီးထောင်းတွေနဲ့စားဆုပ်ပြေတွေဆိုလဲကျမတို့ကတော့လုံးဝမတောက်ချင်ဘူးဟုတ်တယ်အဲ့လိုမျိုးနဲ့ကျမတို့ကတော့မနဲ့တစ်ချိန်ညတစ်ချိန်ရေချိုးတယ်နှစ်ချိန်မချိုးနိုင်ရင်တောင်မှနေ့လယ်မှာကျမတို့ရေချိုးပြီးအဝတ်စားတွေအကုန်လဲပြီးအဝတ်စားတွေတခါတည်းကျွတ်အိမ်နဲ့ထုတ်ထားပြီးတော့ကျမတို့အဲ့ဒီလိုထပ်ထားတယ်ကလေးတွေကိုလည်းမကူးအောင်အဲ့လိုမျိုးနဲ့ကျမတို့ကရေချိုးလိုက်ပြီဆိုရင်ကိုခန္ဓာမှာကတ်နေတဲ့ယောဂါတွေကုံစင်သွားတယ်လို့ခံစားရတယ်ပြီးရင်လန်းဆန်းသွားတယ်ရေချိုးလိုက်တော့လန်းဆန်းသွားပြီးဆိုတော့ရေချိုးပြီးပြီဆိုရင်မြက်ငရုတ်တီးနဲ့ထမင်းတစ်လုံးနှစ်လုံးစားပလိုက်တယ်ဒီလိုအားရှိအောင်အဲ့လိုမျိုးနဲ့နေအရန်ပူတဲ့အချိန်မှာကျမတို့မိသားစုအလိုက်လူမရှိတဲ့လမ်းကြားကိုကျမတို့ကြည့်ပြီးမှ mask တွေတက်ပြီးမှနေအရန်ပူတဲ့အချိန်ကျမတို့လမ်းလျှောက်ထွက်တယ်ဒီလိုနဲ့ကျမတို့ယောဂပူးကိုဒီလိုကျမတို့တွန်းလှန်ခဲ့ကြတာဖြစ်ပါတယ်ကျမတို့မိသားစုအနေနဲ့ဒီလိုနဲ့ဖခင်သခင်ဟာကောင်းမြတ်ပါတယ်ကျမအရန်ခံစားခဲ့ရတယ်ပထမ1ရက်2ရက်3ရက်အတွင်းမှာဒါပေမဲ့စိတ်တက်ကိုအရန်တင်းထားတဲ့ပြီးတော့ကိုဗစ်လက္ခဏာတွေကိုမိတ်ထားတယ်ဆရာဝန်တွေကကျမတို့ကိုအမြဲတမ်းဖုန်းဆက်တယ်ကျမတို့ကအိမ်မှာနေဖို့အတွက်ရွေးချယ်လိုက်တဲ့အတွက်ကြောင့်မလို့သူကလိုအပ်ရင်တဲ့emergency ကချက်ချင်းပို့ပေးမယ်အမြဲတမ်းပြောပါပြီးတော့သူတို့ကိုနိုင်လဲဖုန်းဆက်ပြီးအမြဲတမ်းဆက်တွေ့တယ်ဒါပေမဲ့ထူးခြားတာတစ်ခုကဆရာဝန်ပဲဖုန်းဆက် nurse ကပဲဖုန်းဆက်အမြဲတမ်းမေးတယ်မေးခွန်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကြောက်သလားတဲ့အခုကိုဗစ်ဖြစ်တယ်ဆိုတော့အရန်အထီးကျန်တယ်လို့ခံစားရတာအရန်ကြောက်သလားဆိုတဲ့မေးခွန်းကိုဆရာဝန်တိုင်း nurse တိုင်းကမေးတယ်ဒါပေမဲ့ကျမတို့ကအမြဲတမ်းပြန်ပြောနေကြစကားရှိတယ်ဘာလို့ကြောက်ရမှာလဲကိုတယောက်တည်းဖြစ်တာမှမဟုတ်တာကျမတို့ဇနီးမောင်နှံပဲဖြစ်တာမဟုတ်ဘူးကိုဗစ်ကတကဘာလုံးကလူတွေဖြစ်နေတာမကြောက်ဘူးကျမတို့ဘာမှမကြောက်ဘူးမမစိုးရိမ်နဲ့ကျမတို့အခုကိုဗစ်ဖြစ်တယ်ဆိုပေမဲ့အချိန်တိုင်းရင်ပျောက်သွားမှာပဲဒီယောဂါကနောက်ထပ်တစ်ပတ်နှစ်ပတ်ဆိုကျမတို့ကကြမ်းမှတ်ပကတိဖြစ်ပြီးဘာမှမစိုးရိမ်ဘူးမကြောက်ပါဘူးလို့ကျမအဲ့လိုပဲပြန်ပြောအရန်အံ့ဩတယ်ဆရာဝန်တိုင်း nurse တိုင်းကမကြောက်ဘူးနော်တဲ့ဘာမကြောက်ဘူးလို့စိတ်ထဲမှာဘာမှမရှိဘူးလို့အဲ့ဒီလိုပဲပြန်ပြောခဲ့တယ်ဖခင်သခင်ကတကယ်ပဲကျမတို့ကိုစိတ်တက်ဘိုက်ခွန်အားကိုအပြည့်ပေးခဲ့တယ်ဒီလိုနဲ့ကျမတို့ကကိုဗစ်ကိုကျော်လွှားခဲ့ပါတယ်ဆိုတာနည်းနည်းလေးအားပေးချင်တယ်ဒါကြောင့်မို့ဒီတုတ်တန်ချန်အခန်းကြီး7အငယ်22ထဲမှာဗာပြောလဲဆိုတော့စိတ်ရှင်လန်းခြင်းဒီကျမ်းမာစေတတ်ဤစိတ်ပြက်ခြင်းမူကအယိုးတို့ကိုတွေးချောက်စေတတ်ဤတဲ့ကျမတို့စိတ်ရှင်လန်းတဲ့အရာဟာအယောဂါကိုအောင်မြင်နိုင်တာဖြစ်တယ်ကိုယ်ခန္ဓာကျမ်းမာခြင်းအတွက်ဖြစ်တယ်ဒါကြောင့်စိတ်တက်ကိုကျမတို့မြင့်တင်ဖို့အတွက်လိုအပ်တယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့ကျမတို့အရန်စိတ်တက်ကြနေပြီဆိုအဲ့ဒီအရာကပိုပြီးမှအယိုးတွေကိုတွေးချောက်စေတယ်တဲ့ဒါကြောင့်မလို့စိတ်တက်မကြပါနဲ့ကိုဗစ်ဖြစ်ပေမဲ့လေဖျားလက်ထဲမှာပဲရှိတယ်ကိုဗစ်ဖြစ်ပေမဲ့လေတင့်အတွက်ရှင်တဲ့လမ်းတွေအများကြီးရှိပါတယ်ကျမတို့အနေနဲ့ဘာမှဒီလောက်ထိမစိုးရိမ်ပါနဲ့သခင်ခရစ်တော်ထဲမှာအာယူရအောင်ရေးရင်ချင်းရှိအောင်စိတ်တက်ကိုမြင့်တင်ရအောင်ဆိုမှအပိချင်နဲ့အဲ့ဒါပြီးမှဒီဟေရှာယအခန်းကြီး40အငယ်29နဲ့31မှာထိုဖျားဒီမောသောသူတို့အားခွန်အားကိုပေးတော်မူ၏နွမ်းနေသောသူတို့အားအစွမ်းတတိနှင့်ပြည့်စုံသောအခွင့်ကိုပေးတော်မူ၏လူပြိုတို့ဒီမော၍ပင်ပန်းခြင်းတို့ရောက်ကြလိမ့်မည်လူလင်တို့သည်လည်းထိမိ၍လဲကြလိမ့်မည်ထာဝရဖျားကိုမျောလင့်သောသူတို့မူကားအားပြည့်ကြလိမ့်မည်ရွှေလင်းတကဲ့သို့မိတို့အတန်ကိုအသစ်ပြုပြင်ကြလိမ့်မည်ပြေးတော်လဲမပင်ပန်းခရီးသွားတော့အခါမမောရကြကျမတို့ဒီနေ့ကိုဗစ်ဖြစ်တဲ့အချိန်မှာအယမ်းမောတယ်အယမ်းပင်ပန်းနွမ်းနေတယ်ကျမတို့အားအင်းနေကုန်ခန်းနေဒါပေမဲ့ခရစ်တော်ကပဲကျမတို့ကိုဖခင်သခင်ကပဲခွန်အားအသစ်ကိုဖြည့်စွမ်းပေးနိုင်တာဖြစ်တယ်ကျမတို့ကိုဗစ်လက္ခဏာပြီးလို့ကျမတို့ positive ဖြစ်ပြီးလို့ကျမတို့နေကောင်းသွားရင်တောင်မှလေနွမ်းနေတယ်เนาะကျမတို့လမ်းလျှောက်တဲ့အချိန်တွေမှာအဆုတ်အားနဲထားတယ်ဆိုတော့အယံပင်ပန်းနွမ်းနေတယ်ဒါပေမဲ့ဒီနေ့ကျမဒီလိုအားပြည့်ရတဲ့အခွင့်ဟာဖခင်သခင်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မလို့ညီကိုမောင်နှမတွေအယံကြီးကြောက်ရွံ့ခြင်းမရှိဘဲနဲ့သခင်ဖခင်ထဲမှာအာယူ၍ရေးရင်ခြင်းရှိပါကျမတို့စိတ်တက်ကိုစိတ်ရွှင်လန်းအောင်ကျမတို့
စူးစမ်းရအောင်ဆိုပြီးမှဒီနေ့ကျမခန်းစားနေရတဲ့ညီကိုမောင်နှမတယောက်စီတိုင်းကိုအနေငယ်အားပေးခြင်းဖြစ်တယ်ဒီနေ့ယောဂဝေဒနာခံစားရတဲ့သူတယောက်စီတိုင်းပြီးတော့မိသားစုကိုပြုစုနေတဲ့သူတယောက်စီတိုင်းကိုဖះရှင်ထံတော်ပါမှအနာငိမ့်ခြင်းကျမ်းမာပျော်ရွှင်ခြင်းကောင်းကြီးမင်္ဂလာများခံစားရကြပါစေအားလုံးပေါ်ဖះရှင်ကောင်းကြီးတက်ရောက်ပါစေ